လောလောဆယ်ကွိုင်း1000နီးပါးထည့်ထားတယ်ဟိုဒီကိုပစ်တိုင်းလို့ကျွန်တော်လိုက်ကြည့်မယ်ကွိုင်းဘလောက်နဲ့ရမလဲပေါ့မြေတန်းပေါက်သိန်းနေရမြေတန်းရေနဲ့ထမင်းနဲ့ပဲဖြစ်နေရဆိုတော့ဒီတစ်ခါဘလောက်ရမလဲလိုက်ကြည့်မယ်ကွိုင်း1000နီးပါးရှိတယ်တိတ်တော့မလို့ဆိုရင်မဲ့ဘစ်တိုက်ကတ်တွေစုနေရဆိုလိုက်ကြည့်လိုက်မယ်ဘလောက်နဲ့ရမလဲပေါ့ကျွန်တော်များတော့လူစင်းရတော့တော်တော်လေးစုံနေတယ်ဒါပေမဲ့ပစ်တိုင်းလာလိုချင်တာဆိုလိုက်ကြည့်လိုက်ပါမယ်ဘယ်လောက်နဲ့ရမလဲပေါ့တော်များတော့ကတ်ကောင်းနေရှိတယ်ဆိုပေမဲ့ရိုဒီကိုပစ်တိုင်းလေးကလိုချင်နေရဆိုတော့လိုက်ကြည့်လိုက်ပါမယ် Okay let's go ပထမစေချင်နဲ့ပောက်သွားရင်တော့ဒီနီစတာပါထပ်လိုက်မယ်ဘယ်လိုကျွန်တော်ရိုဒီကိုပဲရင်ဥစားပေးလိုက်ကြည့်လိုက်မယ်ဒီနီစတာကြိုက်ပြီမဲ့ NF ဖြစ်နေတာကတိတ်စင်ပြေပေါ့နော် position ကတိတ်မကြိုက်လို့ပေါ့ CNS ဆိုတော့လိုက်အောင်ပါခုက NN ဆိုတော့တိတ်မသုံးတဲ့ position ဆိုတော့မလိုက်တော့ပါဘူးဒါလို့ coin ကြံတော့လိုက်ပါမယ်ဘယ်လိုဆိုတော့ရိုဒီကိုပစ်တိုင်းပေါက်လေးပဲလိုက်ပါမယ်မစိုးပြောမယ်ဒီပေါက်တော်တန်တယ်ပြောရမယ်ရှိုးတိုင်း9កောင်နဲ့ပစ်တိုင်း1កောင်ပါတယ်ကျွန်တော်ရိုး normal booster နဲ့ထပ်ပေါင်းမယ်ဆိုတော့တန်တယ်လို့တော့ပြောလို့ရတယ်လိုက်ကြည့်လိုက်မယ် okay တရားနဲ့စမ်းပေါက်ကြည့်လိုက်ရမလား900ရှိတယ်ဆိုတော့ okay 900နဲ့ပဲစမ်းပေါက်ကြည့်လိုက်မယ်ချိန်နေရမ်းဆွဲတာတိတ်မကြိုက်ဘူးဆိုတော့ let's go ရိုဒီတစ်ခါလေးပေးလိုက်တော့ရိုဒီတစ်ခါလေးပြီးရင်နားပြီတကယ်ဆက်မလိုက်တော့နားပြီရိုဒီတစ်ကောင်နဲ့ပဲနားမှာအိုးချက်ချင်းပေးတာ what the fuck ချက်ချင်းပေးတာဟဲ့ရောက်ရေးဆဲကလေးနဲ့ချက်ချင်းပေးတာလို့နားပြီဆက်မလိုက်တော့နားပြီကွိုက်1000ကျန်ပါသေးတယ်ထပ်မလိုက်တော့ပါဘူးနားပါပြီကွိုက်1000ကျန်ပါသေးတယ်ထပ်မလိုက်တော့ပါဘူးကျေးဇူးတင်ပါတယ်တကယ်ချင်းကိုနာမီအရင်ကျေးဇူးတင်ပါတယ်ကွိုင်း900နဲ့ရိုဒီပစ်တိုင်းပေးတော့တယ်ကျေးဇူးတင်ပါတယ်တကယ်ချင်းကိုနာမီကျေးဇူးပါဆက်မလိုက်တော့ပါဘူးကျေးဇူးတင်ပါတယ် Okay အဲ့ဆိုရင်ဘာလုပ်မလဲကွိုင်းနေအများကြီးကြံသေးတယ်ဒီကောင်တွေသုံးပါလေမဟုတ်တော့ဆက်လိုက်ရမလားဒါမှမဟုတ် Insta ဘောက်ပဲဆက်လိုက်ရမလား